Apex နဲ့ expected dominance နဲ့ Yeah, maybe it's not a cast speed. Okay. ခုဆိုရင်တို့ first starter ကိုဘက်ကပါလာရတော့ Dominator ဘက်ကတာတက်ရသွားပြီတော့ ဒါကြီးလူကိုတချို့ပြောက်တာ တော့ Dominator ဘက်ကရသွားပြီတော့အခုကအဲ့လိုပြတ်ချက်နေတယ်ဂိုလီတွေကလည်းအရင်ကြီးမတားသလိုနှစ်ယောက်သားကတော့နှစ်ဖက်သားကတော့အကျိတ်နေကိုချနေကြအောင် Here we go in draw switch Fabian is playing bro he's initially champion right? Yeah မောင်ကြပါရ Fabian champion လာပါဒါပေမဲ့ဘယ်လိုဖြစ်ပြီးတော့ Roma ဖြစ်သွားလဲ ဟုတ် ကျွန်တော် လုံးဝ prayer ဝင်နေချ Oh my god အဲ့တော့ခွဲတယ်ချိန် Very nice အခုကတော့ Space Dominator တွေက dominate လုပ်နေတာ လုံးဝတကယ်လုံးဝ expectation ကိုဖြစ်တာတကယ် dominator ရခုဆိုရင်တို့ရဲ့ second starter ကိုရသွားပြီဖြစ်ရသွားတဲ့အပြင်ကျွန်တော် item တွေကလည်းနည်းနည်း item pattern တွေလည်းနည်းနည်းကွာနေပြီပေါ့နော်ဘိုးကတော့1000ကျော်ကွာနေတဲ့အချိန်မှာကဲခုတော့ Rose လေးတွေမြင်နေ မရှိတယ်အာဒီလို့ပဲပြော ဖွင့်ပြပါ ခုတော့ Rose လေးတွေမြင်နေတာပါ Fabian ကကျွန်တော် Jungler ဆိုတော့ဘယ်ဖြစ်ပြီးတော့ Ego San ကဘိုး Jungler ဖြစ်သွားတာလေ Fabian ကြီးကပဲ Fabian ကAmbient ကနေပြီးတော့ဒီစီကတော့ ဟောဆက်တက်ခေါင်းတယ်နဲ့တော့အဲ့ဒီမှာပါစာ Eddie ခွဲတယ် Uranus ဟိုမှာ prayer မသိဘူးအကောင်မသိတာဒီတော့တက်ကြလေကွာ ဘိုက်ပွက် မိုက်ပွင့် ကဲအခုချိန်မှာဆိုရင်တော့ဘတ်တယ်လေးကပြန်ပေါ်ပတ်သွားပြီပေါ့နော်ဒီမှာဂွင်နီကလည်းသူစားစရာရှိရတာအစားအကုန်လုံးကသူ့အလုံးနဲ့သူပေါ့နော်ပြန်လုံနေကြတယ်ဘတ်တယ်ကိုတော့ပြန်ပေါ်ပတ်တာပဲပေါ့နော်ဘိုးပိုင်းဆိုင်ရာမှာဆိုရင်တော့
A ဘက်က 1K လောက်နေနေတွေ့ရတယ်။ Vampire ဟိုကူပါထောက်ထားတယ်။ပြန်စေးထားရပေါ့နော်။ကူပါကို PRAD တွေ အဲ့ဒီနှစ်ခုကဘန်းသွားတဲ့အချိန်တော့ ဟိုတောင်မိနေပြီအဲ့ဒါတော့ဆိုရင် speaker ဒီနေမှုပါအဲ့ဒါတင်Iron Man ဆရာမှာလည်းဂိုးလင်း2ယောက်ကတော့ဒီတိုင်း Moscow က Iron တစ်ချောင်းထွက်ထားတယ်။ဒီကဥမာ Iron တစ်ချောင်းပဲထွက်ထားသေးရပေါ့နော်။လူမင်းပိုင်းဆရာမှာတော့ကလီယာ39ထွက်သွားတယ်။အခုမှတာတဲ့ပတဲမှာဆိုရင်ကလီယာရင်ပတဲရင်စားထားတယ်။ Ezra ရင်းနဲ့ပြန်ဝင်တယ်။ဘာသာ Ezra ဝင်ဝေးသွားရဆိုပေမဲ့ manipulation Okay ဒီတိုင်းပဲဟိုဗဒဲမဖို့သေးဘူးအဲလေးပြန်လိုက်ထားတယ် တယ်လီဆက်လိုက်တယ် အဲလေးဆက်လိုက်တာဆက်လျှော့တာရယ်ဗဒဲကတော့ဒီတိုင်းပဲပြီးပါပြီ ပြီးပါ ဒီတိုင်းပဲပြီးပါတယ်ဘယ်ဘက်မှအကြရှုံးမရှိဘူးပေါ့နော်မော်စကိုကတော့ဖမ်းပြီးထောင်တယ်လို့ပဲပြောရမယ်ဒီမော်စကိုကလေကင်းရောက်လာမယ်ဆိုရင်သူ့ကြည့်နေကောင်ကလီယာလောက်ပဲရှိတာဆိုတော့ဒီမော်စကိုတန်မိုးလေးကလည်းရှိသေးတယ်ပေါ့နော်မလင်းတွေကတော့အတီးတီးမပေးရသေးဘူးဒီဘက်မှာexpected dominator တွေကတော့ expectation dominator ကတော့ idea တာဝါတယောက်တစ်လုံးစီပေးထားရတယ်အခုရွေးနဲ့ကိုလိုက်ထောက်ထားရရွေးနဲ့ AD နဲ့ပြန်ပတ်လိုက်ရတယ်ပေါ့နော်ဟိုမလင်းကိုလိုချင်နေရလားဒီတိုင်းပဲ forward တော့ပါအောက်မှာ Alice ခုံအုပ်တယ်ဒါပေမဲ့ Alice က Mr. Boy တော့သွားပါတယ် Alice ကကတိလေးလွတ်သွားတယ်ပေါ့နော်အောက်မှာ ဒီမျိုးဘာမှမလုပ်ရလုံးရှိတဲ့အတိုင်းမရှိပဲသွားနေပါတယ် ဆွေးမှာဆိုရင် lock ပေါ်က10မိနစ်နီးပါလောက်နေရပါတော့နော် တကယ်ကောင်းတဲ့ content လေးပါ အောက်လိုနေတာဆိုတော့အခုက family ပဲပြန်ဖွင့်ထားတယ်တစ်ပတ်နဲ့တစ်ပတ်တေချာပြန်ဖမ်းထားရပါတော့ဒီမှာအခုတွေ့နေရတော့ Moscow တော့လိန်3လိန်လုံးပေးချောင်းထားတာတွေ့ရတယ် Moscow ထောင်နေရလဲလေကိန်းမှာသူ့ဟာနဲ့သူဖမ်းရလဲခက်တယ် ဒါဆိုတော့ ဘာမှထွက်ရင်ထွက်တယ်လို့ပြင်နိုင်တာဆိုတော့ Moscow family ပေးထားတာတော့ကောင်းတဲ့အချက်လို့တော့ပြောရမယ်ကဲကိုကောင်းစပိုင်းဘယ်အသင်းကိုကိုကြိုက်လဲလေကိန်းပိုင်းဆိုင်ရမှာ ဟာလက်ဂိမ်းပိုင်းဆိုင်ရမှာကျွန်တော်ကတော့လက်ဂိမ်းပိုင်းဆိုင်ရမှာဆိုတော့ဖြင့်မော်စကိုကကိုထောင်လာနိုင်တယ်အန်တန်လိုက်ဟိုဘက်ကလည်းဟိုဘက်ကခုံးကျိုးကိုလည်းသွားပြီး short တက်လို့မရဘူးသူကသူ့ရဲ့ sustain prayer ဆိုတဲ့အတိုင်းပဲ sustain ရတော့အရင်ရှိနေမှာအဲ့ sustain ကိုပဲသူဟိုဘက်ကအတင်ပြန်ပြီးတော့ထောက်နိုင်မလား ကဲကိုချင်းမှာဆိုရင်လော်လေးကိုထုတ်သွင်းပြန်လုပ်ထားတယ်ပေါ့နော်ဘာမှတော့ဆန်ဖြစ်သေးဘူးပရီကတော့အောက်မှာတော့ဖန်နေရတွေ့ရတယ်ကိုးနှစ်ကောင်ကတော့အပေါ်အော်ဖန်နေရပေါ့နော်လောဘတဲ့လေးစပြီပေါ့နော်လောဘတဲ့ဘာမှမလုပ်လာမလဲ position တည်ထားတယ် ego ဆန်လောထုတ်သွင်းလုပ်ထားတယ် position တည်ထားတယ်ကလီယာဒါပြတ်ဆွဲသွားတယ် ego ဆန်ပြောင်းသွားတယ်ဆိုရင်နောက်မှာခုပါပြောင်းဝင်လာတယ်ဘာမှတော့ဆက်လို့ forward လိုက်တာပိုကောင်းမယ်ထင်တယ် Apex ဘက်က forward ပြီး Moscow နဲ့လည်းပြန်ပြီးတော့ defend လုပ်ရတာဆိုတော့ forward လိုက်တာပိုပြီးသူတို့အတွက်အဆင်ပြေမယ်လို့တော့ကျွန်တော်ထင်တယ်ကဲသူတို့ကတော့ low ပဲပြန်ဝင်ထားတယ်အဲ့ဒီ drone route ဒီဟာ 没有，我要你刚 ဘောနော် expedition dominator ကိုတော့ရှောက်လိုက်ချင်းတဲ့အနေထားမှာ Apex မှာပဲ โอ้ တော့ပေးလိုက်ရပြီလေ hero game ပြန်အသာနဲ့ပဲ မင်းလိမ့်မှာပြန်ဖိုင်းတော့မယ် မ ဖာ လင်း စာ တိုင်းကိုကြိုးစားနေထားမှာတော့ကျွန်တော်တော့ပါစာ exploit လေးထောက်ပြီးတော့ပဲမလင်းလေးပြန်ကားထားရနေထားတွေ့ရတယ် မင်းလိမ့်ပြန်ဖိုင်းမဲ့အနေထားတော့တွေ့ရတယ်မင်းလိမ့်ရသွားပါပြီ ရတော့ဆိုင်တာရတော့ပါ ကျွန်တော်နောက်ကတော့တိတ်မကွာသေးဘူးဗျာဒီ Moscow အနေနဲ့ဆို game potential တားရနေထားမှာဒီ Apex ကနေပြီ Apex ကဒီ Moscow ကိုတော့တစ်ဖက်သိန်းကတော့နည်းနည်းတော့ကြည့်ရမယ်ဒီဘက်က clear တော့ရှိပေမဲ့ Moscow ရဲ့ flicker ရဲ့ထွက်တဲ့အတွက်ကိုဒီဘက်က clear ပဲကြည့်နိုင်မှာဒါကတော့ Omo ရဲ့ဒါလောက်ကွက်နေပဲဆိုင်တော့မယ်ပေါ့နော် အိုမိုလောက်ကွယ်ဒါပေမဲ့ motion motion ရဲ့အနေထားလည်းပြန်ကြည့်ရမယ်အနေထားရှိတယ်ပေါ့နော် ဘန်ရဲ့ Faza X-Rite တွေကလည်းတိတ်ချင်းကြောင်ကြည့်ရတဲ့အတိုင်းပဲတစ်ချက်ဆိုရင်မှဲ့နေတာဆိုတော့ Moscow position တည်ပြီးပြင်နိုင်ရင်တော့ကောင်းတယ်ပေါ့နော်ဥဒနာပေပြန် ကြိုးစားတယ် ဆောက်လိုက်လွဲသွားတယ်ကလီယာနာမီတန်ဆွဲသွားတယ်ပရီယာနဲ့ဝိုင်းပြတဲ့ဆိုရင်တော့မှ ဥပရာ တစ်ဖက်မှာလည်းဘာမှမလုပ်ဘူးအဲ့ဒီဆုံးတော့2 man တကယ်လားတဲ့ high split ဘယ် point combination e နော manipulation က်ကလည်း ပေးလိုက်တဲ့ဆို manipulation ရင် နဲ့ပြန်ထောက်လိုက်နေထားမှာတော့တစ်ဖက်ကတော့ပြန်ပြီးဗတဲ့ fall လာခင်ဗျာဒီ expedition dominator အနေနဲ့လည်းဒီ API manipulation ထဲမှာတော့သူကဗတဲ့ဆက်လုပ်ဖို့တော့မကြိုးစားတော့ဘူးเนาะ Moscow အနေနဲ့တော့ပြန်တော့ back to fan နေတယ် မော့ကူလေးတော်တော်အဆင်ပြေနေတာတွေ့ရပါတော့နော် item man ဆိုင်ရာမှာ3ချောင်း4ချောင်းလောက်ထွက်တော့မဲ့အနေထားဆိုတော့ဒီ
ဒီမော့စကိုကလေကင်းရောက်ရင်တော့ပြစ်လာမှတေးကြပဲ တော့တောင်ပိုင်းဆိုင်ရာမှာတော့ဒီဘက်ကတော့ဒီတောင်ပိုင်းဆိုင်ရာမှာတော့ ABS market ကတော့နှိမ့်နေပေမဲ့လည်းဒီ Moscow နဲ့ဒီဘက်က Moscow လေကင်းရှိတဲ့အတွက်ကိုနောက်ပိုင်းဆိုင်ရာတော့သိမကွာသေးဘူးဆိုတော့သူတို့ကလည်း camp back တော့ပြန်လဲ chance ကအရင်များတယ်။ညမိုရှိရဲ့အနေထားတော့ကြည့်ရမှာမိုရှိနားဆက်လိုက်လုံးပြသွားမယ် ဒီဘက်မှာဘုံကူပြန်ဖန်ထားတယ်သူစကန်တာဝါကိုလိုချင်နေရလားOM ရဲ့ position လေးကိုကြိုက်တယ်ဆိုပေမဲ့ Queen ကြီးတွေ့သွားပြီဆိုတဲ့နောက်မှာ Guan ကိုလည်းကထားတယ် OM ဒီတိုင်းပဲပြီးသွားပါတယ် ။တော့ pick out လေးပြန် try ရွေးမှလည်း UNS တောက်လျှောက်လေးလိုက်ပြီးတော့ Fabian ထောက်တာအောင် Moscow PR ဝင်ပစ်တယ်ဒီ forward လိုက်ရတယ်ဗျာ expectation dominator OMO ဘလန်ဘက်ကနေဝင်ထောက်ချင်တာကိုချိန်မှာဆိုရင်တော့ကိုချိန်ကျွန်းနေတဲ့အနေထားမှာဝိုင်းဖြတ်တယ်ပေါ့နော်စပယ်ကွန်မိုင်းနေချင်းကုန်ပေးပြီးတော့ ဒါပေမဲ့ motion ရဲ့ damage ဒီတိုင်းပဲပေးလိုက်ရတယ်ပေါ့နော် Moscow leg game damage ကတော့စပြီးတော့အလုံးစပြုတ်လာပြီပေါ့နော် Moscow အနေနဲ့ဒီချိန်လောက်ဆိုရင်တော့ item ပိုင်းဆိုင်ရာမှာ3ခွက်အနည်းဆုံး ၄ခွက်ထွက်သွားပြီ ထွက်သွားပြီပေါ့နော်ဒီချိန်လောက်ဆိုရင် ဂျူမန်နာကိုရန်စလက်ခရော်ဒန်ဆိုင်နဲ့မလီဖစ်ဂန်မှာထွက်သွားပြီဆိုတော့ဒီ Moscow ကအကြိုက်ပြည့်ုံပဲ position တယ်ပြီးအကြိုက်ပြည့်ုံပဲ အဲ့တော့တောက်လျှောက်ပဲ အဲ့လေကတော့အချိန်မှာနှမ်းထားတယ် ဒီတင်ထောက်နေတဲ့အနေထားမှာတော့ကျွန်တော်ဒီဘက်က UAE ကလည်းပြန်ပြီးတော့ပေါ့နော်စပယ်လေးတွေရသလောက်လေးပြန်တောင်း ဒီ တယ် OMO ဒီကတ တ က က ယ် ယ် တော့ တော့ဖိလစ်ကဆူနာမီစလက်ဆွဲခေါ်လာရဆိုပေမဲ့မော်စကိုနေနဲ့ဒီတိုင်းတာတာလေးပဲ forward လိုက်သွားတယ် forward သွားတယ်နော်ဟုတ်နော်ဖလစ်ကပေးပြီးတော့ Fabian ထောက်ထားတယ် ဒီကပဲဆူနာမီစတန်မရှိဘူးဒါပေမဲ့တစ်ဖက်က ဒီနေထားဆိုရင်တော့ ပြန်ထောက်တဲ့အနေထားမှာဒီကလောဘတ်တယ်မှာတော့ဒီ API ဒီဘက်က ရှိဘူးပေါ့နော် ရနိုင်ရင်70%လောက်ဖြစ်သွားပြီပေါ့နော်ဒီမှာပြန်တိုးဆိုင်မှုအနေထားကိုတွေ့နေရတယ် တော့တောက်လျှောက်ပဲလောထိုးချထားတယ်ဒီဘက်ကမနဗီရတဲ့ချိန်နေကြည့်နေတယ်ဒီဘက်ကတော့ Fabian ထောက်ပေးထားတဲ့ရသလောက် ပီယာတောက်လျှောက်ဝင်ပြစ်တဲ့အနေထားမှာတော့ ဟိုကူဝင်ရိုက်နေပြီသူဝင်ရိုက်နေပြီ မိုရှိ ဟိုကူသူဝင်ရိုက်နေပြီ မသေးဘူးခင်ဗျာ ဟိုဘောင်လက်စတန်ကို case bay လေးခဲပြီးကပေးထားရပေါ့နော်ဒါပေမဲ့လည်းပြတ်သွားပါလိမ့်ကဲဟွန်းကူနည်းနည်းကိုကျွံသွားတယ်ပေါ့နော်ကျွံသွားတဲ့အနေထားသူဝင်နေပြီးကိုရလိုက်ကြတဲ့အတိုင်းဘက်လက်ရမယ်ဆိုတဲ့အနေထားတစ်ခုမှနည်းနည်းလေးဝင်ချမိလိုက်တာနည်းနည်းကျွံသွားရလို့တော့ပြောရမယ်ပေါ့နော်ခုချိန်မှာဆိုရင်တော့ wire အောင်တင်း wire အောင်နဲ့ ဒီ သူ ဝါရောက်ပဲတခုတော့နော် ABS ကလည်းဖန်တီး ဖန် ပြ တီး အောင် ပြီးသွားတယ်ကဲတာဝါရေဘယ်လိုဆက်ယူမလဲတာဝါပိုင်းဆိုင်ကတော့စကန်လိန်းတွေအကုန်လုံးတော့ရလောက်ပြီထင်ပါတယ်အောက်မှာလည်း free seat နေရဆိုတော့ ABS အနေနဲ့နဝါက3500လောက်3000 4000လောက်ပေါ့နော် 3K 4K လောက်တာဝါရအောင်တွေ့ရတယ် ဒီချိန်မှာ item ဆိုင်ရာပါနေရမော်ကော့နေရလဲ item တွေကတော်လေးစုံနေပြီပေါ့နော်ခုချိန် ဟော full item တော့ full item ဖြစ်သွားပြီနောက်က12000လောက်ဆိုရင်တော့နောက်တဲ့ item တစ်ချောင်းလောက်တောင်ဆွတ်လို့ရမယ်ကျွန် ကျွန် တော် တော် item ဆိုင်ရာတော့နေတော့ဒါတော့သိမပြောတော့ဘူးပေါ့နော်ဘယ်တဲ့ဟိုဘယ်သူကပဲစာရေးပုံဖော်ပြသွားမလဲ ဒါပေမဲ့ mouse တွေကစာရင်စာလို့ပြစ်နိုင်တာဆိုတော့ baby ထားလိုက်တယ် Purify baby ဟူတတလေးပဲပတ်သွားတယ်ဒါပေမဲ့အပေါ်လင်းက mega tower တော့ပေးလိုက်ရပြီပေါ့နော် တာဝါပဲ twine ထိုင်အနေထားပေါ့နော်မလင်းကနေပြီးတော့ဆက်တက်အောင်လားနဗီယာ တော့ လိမ့်တော့ရှင်းထားရပေါ့တောက်လျှောက်ပဲတက်လာအောင်လားဒီတစ်ခါ baby နောက်ကိုပဲတတလေး forward သွားရပေါ့နော်ကဲ ဒီလော မလင်းကို try ကျင်သေးတာ ABS မလင်းကို try နဲ့ Faza Airstrike နဲ့ပဲပြန်ရှင်းထားရပါတော့ဝမ်မောဖန်နဲ့ဆိုပေမဲ့လေမော်စကိုကပြတ်မသွားတဲ့နေထားပေါ့နော်ဆောနာဖန်လိုက်တာတွေ့ရတယ်ဖလီကာနဲ့ပုံဖန်သွား အော တော့ င်လေးကိုထပ် try မလားဘာတာဝါ ဖတ်ထိုင်းမှုရှိပေမဲ့ ရိုက်ဖို့ကြိုးစားနေ โอ้ baby try flicker လက်က manipulation အော်ကီဝါကီလိုလည်းပြတ်သွား ဒါပေမဲ့သူတို့လိုချင်တဲ့မာကာလင်းရိုက်နေထားမှာအလဲတင်းကိုထပ် try ဖို့ကြိုးစားနေတယ် insert ပဲဒီဘက်ကနေ မလင်းရောက်သွားတယ်ဒီမှာ position ကျွန်းတဲ့အနေထားမျိုးကိုတွေ့ရတယ်လမ်းကတော့ပြောက်တယ်လမ်းကတော့ ပြတ်တယ် နောက်ကလည်းဝေးဖက်ထပ်ပြောအဲ့မူကြိုးစားတယ် โอ้กว่าቢဘာလဲ ပါတော့ အော်ဘလို့လဲ ငယ်တော့ spam missing ဖြစ်သွားရပါတော့ very good ဒီပါသားမရှိတဲ့သင်ကဘလို့မြန်ကောက်ွယ်မလဲတစ်ချက်ကြည့်ရမယ်ဟိုကမိုးချောင်းနဲ့ချောင်းနေဟိုကမိုးချောင်း အမိတ်ကိုခံနိုင်ရဲ့လား manipulation ဘာဘီယာဗီဒီယိုနဲ့ဘောစကောတောင်းတောင်းပြခွဲနေတဲ့အနေထားမှာတော့ကျွန်တော်မိုချီโอเคဆိုတော့ပဲစောပိုင်းကသုံးသပ်ပြခဲ့သလိုပဲကျွန်တော်ဒီမော်စကောရဲ့ damage တွေကိုပေါ့နော် အဲ့တော့